Hello everyone, welcome back to the channel. အားလုံးပဲမင်္ဂလာပါ။ Nanawe Urina ဆိုတဲ့ Science Classroom လေးကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်။ Today we are going to learn about isotope. ဒီနေ့မှာ teacher တို့လေ့လာကြမယ့်သင်ခန်းစာလေးကတော့ isotope ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ This is an important concept in chemistry and it often appears in GE science questions. ဒီနေ့ teacher တို့လေ့လာမယ့်ခေါင်းစဉ်လေးကတော့ဒီ chemistry ကိုလေ့လာတဲ့နေရာမှာအရေးပါတဲ့ concept တစ်ခုလည်းဖြစ်တယ်လို့ GE science question တွေမှာဆိုလို့ရှိရင်လည်းမကြာခဏမေးလိမ့်မိထားရှိရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ Before we understand isotopes, let's quickly review two important ideas. Isotope အကြောင်းကိုမလေ့လာခင်မှာအရင် video ထဲမှာသင်ခဲ့ပြီးသားလေ့လာခဲ့ပြီးသားအကြောင်းအရာလေးနှစ်ခုအကြောင်းကိုစပြီးတော့မှအရင်ဆုံးလေ့လာကြည့်ရအောင်ပါ။ First, atomic numbers. ပထမကတော့ atomic number ကိုပြောကြရအောင်ပေါ့နော် atomic number ဆိုတာကဘာလဲဆိုလို့ရှိရင် atomic number tells us the number of protons. atomic number ဆိုတာက proton ရေအတွက်ကိုပြောတာဖြစ်တယ်။ဥပမာအဖြစ်ဆိုလို့ရှိရင်ကာဗွန်အတမ်မှာဆိုရင် proton 6 လုံးရှိတယ်။ဒါကဘာကိုပြောချင်တာလဲဆိုရင်ကာဗွန်ရဲ့ atomic number က6လို့ပြောတာဖြစ်ပါတယ်။ Second, mass numbers. ဒုတိယတစ်ခုကတော့ mass number ပေါ့နော် mass number ကဘာလဲဆိုလို့ရှိရင် mass number is the total numbers of protons and neutrons. mass number ဆိုတာက proton နဲ့ neutrons ကိုပေါင်းထားတာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီကာဗွန်အတမ်မှာဆိုလို့ရှိရင် proton ရေအတွက်က6လုံးပါမယ်။ neutron ရေအတွက်က6လုံးပါမယ်။ဆိုတော့ကာဗွန်ရဲ့ mass number ဒီ12ပေါ့နော်12ဖြစ်မှာပေါ့။ဆိုတော့ mass number equals proton plus neutrons. Now, let's understand isotopes. Isotopes are atoms of the same element that have the same number of protons but a different number of neutrons. Isotope ဆိုတာက element တူတဲ့ proton တူပြီးတော့မှ neutron ရေအတွက်မတူတဲ့ atom တွေကိုခေါ်တာဖြစ်ပါတယ်။ Same element, same number of protons, different numbers of neutrons. element တူတယ် proton ရေအတွက်တူတယ်ဒါပေမဲ့ neutron ရေအတွက်မတူတဲ့ atom တွေကို isotope atom တွေလို့ခေါ်ပါတယ် Because the neutrons are different, their mass numbers are also different. ဆိုတော့ neutron ရေအတွက်တွေကမတူညီတဲ့အတွက်ကြောင့်မို့လို့ neutron နဲ့ proton နဲ့ပေါင်းစပ်လို့ဖြစ်လာတဲ့ mass number ဆိုလို့ရှိရင်လည်းတူညီမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ let's look at an example ဥပမာလေးတစ်ခုကြည့်ရအောင် Consider the element carbon. carbon atom လေးcarbon resin လေးရဲ့အကြောင်းကိုတခြားတို့ example အနေနဲ့လေ့လာကြည့်ရအောင်ပါ Look at this table. There are different carbon isotopes such as carbon 12, carbon 13, and carbon 14. All of these atoms have 6 protons, similarly atomic number. So they are all carbon atoms. But look at numbers of neutrons. The number of neutrons is different. Carbon 12 has 6 neutrons. Carbon 13 has 7 neutrons and carbon 14 has 8 neutrons. So even though they are the same element, their mass numbers are different. For carbon 12, its mass number is 12. For carbon 13, its mass number is 13. And for carbon 14, its mass number is 14. They are the same element, but their mass numbers are different. This is why they are called isotopes. အဲ့တော့ဒီ slide မှာပါတဲ့ carbon isotope ဇယားလေးကိုကြည့်ရအောင်ပေါ့နော် carbon မှာဆိုလို့ရှိရင် isotope က3မျိုးရှိမယ် carbon 12, carbon 13, carbon 14ဆိုပြီးတော့မှရှိမှာသူတို့ရဲ့ proton ရေအတွက်တနည်းအားဖြင့် atomic number ကတူတယ်
6 kg ပဲဒါတော့တို့ကတွေ့ရမှာပေါ့နော်ဒါပေမဲ့ဒီဟာတွေရဲ့ neutron ရေအတွက်ကိုကြည့်လိုက်ပေါ့နော် neutron ရေအတွက်ကိုကြည့်ရတဲ့အခါမှာ carbon 12အတွက် neutrons က6လုံးပါမယ် carbon 13မှာဆိုရင် neutron က9လုံးပါမယ် carbon 14မှာဆိုရင်တော့ neutron က8လုံးပါမယ်ဆိုတော့ atomic number တွေကတူပေမဲ့ neutron ရေအတွက်တွေကမတူနေကြဘူးတနည်းအားဖြင့် proton ရေအတွက်တွေကတူနေပေမဲ့ neutron ရေအတွက်တွေကမတူဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ proton နဲ့ neutron ပေါင်းလို့ဖြစ်လာမဲ့ mass number တွေကလည်းမတူဘူး carbon 12ရဲ့ mass number က12 carbon 13ရဲ့ mass number က6နဲ့7နဲ့ပေါင်းလိုက်တော့13နောက် carbon 14ရဲ့ mass number က6နဲ့8နဲ့ပေါင်းလိုက်တဲ့အခါမှာ14ဆိုပြီးတော့မှထွက်လာမှာပေါ့နော်ဆိုတော့ element တူတယ်တနည်းအားဖြင့် proton ရေအတွက်တူတယ်ဒါပေမဲ့ neutron ရေအတွက်တွေကမတူဘူးမတူတဲ့အတွက်ကြောင့်မို့လို့ mass number တွေမတူကြဘူးဒါကြောင့်မို့လို့ဒါတွေကို isotope လို့ခေါ်တာပေါ့ Most elements have multiple isotopes. Some are stable, like carbon 12, and some are radioactive, like carbon 14. အဲ့တော့ဒီသဘာဝမှာတွေ့ရတဲ့ elements တွေကဆိုလို့ရှိရင်အခု share လေ့လာခဲ့တဲ့ carbon လိုမျိုးပဲ isotopes တွေအများကြီးရှိကြတယ်ပေါ့နော် proton ရေအတွက်တူပြီးတော့မှ neutron ရေအတွက်မတူဘူးတနည်းအားဖြင့် atomic number တူပြီးတော့မှ mass number မတူကြတဲ့ elements တွေများတယ်ပေါ့နော်အဲ့ဒီမှာမှတချို့ဟာတွေကတော့ stable ဖြစ်တယ်တချို့ကတော့ radioactive ဖြစ်ကြတယ်ပေါ့ဥပမာအားဖြင့် carbon 12ပေါ့နော် carbon 12ဆိုလို့ရှိရင်သဘာဝမှာတွေ့ရတဲ့ carbon အရေအတွက်ရဲ့ 98.9% က carbon 12ဖြစ်မှာနောက် carbon 13ဆိုလို့ရှိရင်သဘာဝမှာတွေ့ရတဲ့ carbon အရေအတွက်ရဲ့ 1.1% ဆိုရင် carbon 13ဖြစ်ပြီးတော့မှ carbon 14ကတော့တော်တော်နည်းတယ်ပေါ့နော် 0.0001% လောက်အထိကိုနည်းတာဖြစ်တယ်ဒါကသဘာဝမှာတွေ့ရတဲ့ elements တွေမှာဆိုလို့ရှိရင် isotope တွေများစွာရှိကြတယ်ဆိုတာလေးကိုဒီ share လေ့လာခဲ့ရတာပေါ့နော်Now, let's dive into some applications of isotopes. The first one is carbon-14. It is used for archaeology to date fossils. And the second is iodine-131. It is used for medicine, especially for thyroid treatment. And the last one is uranium-235. It is used for nuclear energy. အဲ့တော့ isotope ရဲ့အသုံးဝင်ပုံတွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ပထမတစ်ခုက carbon 14ပေါ့နော် carbon 14ကိုကြတော့ဒီရှေးဟောင်းသုတေသနလုပ်ငန်းတွေမှာဆိုလို့ရှိရင်အသုံးများကြတယ်။များသောအားဖြင့်တော့ဘာလို့ဖို့အတွက်သုံးလဲဆိုလို့ရှိရင်သူတို့တွေ့ရှိလာတဲ့ရုပ်ကြွင်းတွေရဲ့သက်တမ်းပေါ့နော်သက်တမ်းကိုသတ်မှတ်ဖို့အတွက်ဒီ carbon 14ဆိုတဲ့ isotope ကိုသုံးကြတယ်။နောက် iodine 131ကကြတော့သူကဆေးဝါးတွေပေါ့နော်ဆေးဝါးတွေဖော်စပ်တဲ့နေရာမှာအသုံးပြုကြတာများတယ်။များအားဖြင့်တော့ဒီ thyroid နဲ့ပတ်သက်တဲ့ကုသချက်တွေမှာဆိုလို့ရှိရင်ဒီ iodine 131ကိုသုံးကြတာများတယ်။နောက်ဆုံး example တစ်ခုအနေနဲ့ကြတော့ uranium 235ပေါ့နော်။ဒီ uranium ကိုကြတော့ nuclear energy နျူကလ িয়ার စွမ်းအင်ထုတ်လုပ်တဲ့နေရာတွေမှာဆိုရင်ဒါကိုအသုံးပြုကြတာဖြစ်ပါတယ်။ The last one we are going to learn about is how to calculate atomic mass. Atomic mass is the weighted average of all isotopes. နောက်ဆုံးတစ်ခုအနေနဲ့ share လေ့လာရမှာက atomic mass ကိုဘယ်လိုမျိုးတွက်ယူမလဲတွက်ထားတယ်လဲပေါ့နော်တွက်ထားလဲဆိုတာကိုလေ့လာရမှာဖြစ်တယ်အဲ့တော့ atomic mass ဆိုတာကကြတော့ဒီ isotope တွေအကုန်လုံးရဲ့ပြင်းမြအလေးချိန်ပေါ့နော်အသက်တင်အလေးချိန်ကိုပြောတာဖြစ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် example အနေနဲ့ဆိုရင် carbon ကိုကြည့်ပေါ့နော် carbon မှာဆိုလို့ရှိရင် carbon 12ရှိမယ် carbon 13ရှိမယ်နောက် carbon 14ရှိမယ်ပေါ့နော် carbon 14ကတော့မရှိသလောက်ရှားတာအဲ့တော့ carbon ရဲ့ atomic mass ကိုတွက်မယ်ဆိုလို့ရှိရင် carbon 12ဆိုတဲ့ atoms က elements ကဆိုလို့ရှိရင်ဒီ carbon တွေအကုန်လုံးရဲ့ 98.9 ရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့12နဲ့ 98.9% ကိုမြောက်တယ်ပေါ့နော် carbon 30ကဆိုလို့ရှိရင်သူက 1.1% ရှိမယ်ဆိုတော့ကြာ 1.1% နဲ့ 30နဲ့ကိုမြောက်နောက်ပြီးသူတို့တွေအကုန်လုံးပေါ့နော်ဒီပေါင်းလိုက်တဲ့အခါကျလို့ရှိရင် atomic mass အနေနဲ့ 12.01 ဆိုပြီးတော့မှထွက်လာမှာပေါ့နော်ဒါကဒီ scientist တွေအနေနဲ့ atomic mass ကိုဘယ်လိုတွက်တယ်လဲဆိုတာကိုshare လေ့လာခဲ့ကြတာဖြစ်တယ်အဲ့တော့ဒီ carbon ရဲ့ atomic mass ဆိုတာဒီ
12.01 ဆိုပြီးတော့မှထွက်လာလိမ့်မယ်ပေါ့နော်ဒါလေးတွေကသားသမီးတွေ periodic table ကိုတွေ့တဲ့အခါကျရင် periodic table မှာဆိုရှင်ဒီကဏ္ဍလေးတွေရေးထားတွေ့ရလိမ့်မယ်အဲ့တော့ဒီ periodic table မှာတွေ့ရတဲ့ Thomas Max ဘယ်လိုပုံစံမျိုးနဲ့တွက်ထုတ်ပြီးရရှိလာလဲဆိုတာလေးကဒီကနေသိပြီးတော့နော်ဒီဟာလေးကိုကြည့်ပြီးတော့မှလေ့လာနိုင်တယ်သိရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီ atom scale မှာဆိုလို့ရှိရင် isotope တွေကအများကြီးရှိတယ် isotope 3ခုရှိရင်အဲ့ဒီ3ခုလုံးကိုသူ့ရဲ့အမျိုးအစားနဲ့တွေးရှိရတဲ့ပမာဏပေါ့နော်ဒီရခိုင်နှုန်းနဲ့ကိုမျှပြီးတော့ရှင်ဒီ average ယူလိုက်တာပေါ့နော်weighted average ယူလိုက်တာအဲ့လိုယူပြီးတော့မှဒီ atom ရဲ့ atomic mass ဆိုပြီးတော့မှတွက်ထားတာဖြစ်ပါတယ် Okay, let's summarize today's lessons. We have learned about 3 topics: isotopes, atomic mass, and their applications. Isotopes are atoms of the same element but different neutrons. Atomic mass is the weighted average mass, and isotopes are applied in our daily life and science. ဒီနေ့ဒီချာတို့ဒီဗီဒီယိုမှာဆိုရင်လေ့လာခဲ့တဲ့အကြောင်းအရာလေးက၃မျိုးရှိမယ်ပေါ့နော်ပထမတစ်ခုက isotope ဆိုတာကိုလေ့လာခဲ့တယ် isotope ဆိုတာက element တူပြီးတော့မှ neutrons အရေအတွက်မတူတဲ့ atoms တွေကိုခေါ်တာဖြစ်တယ်နောက်တစ်ခုကကြတော့ atomic mass ကိုလေ့လာရတယ်ပေါ့နော် atomic mass ဆိုတာကဒီ isotope တွေရဲ့ဒီတည်တဲ့အလေးချိန်ပေါ့နော်တည်တဲ့အလေးချိန်ကိုခေါ်တာဖြစ်တယ်။နောက်ဒီ application တချို့ပေါ့နော်ဒီ isotopes တွေရာဆိုလို့ရှိရင်ဒီ chero တွေရဲ့နေ့စဉ်ဘဝတွေမှာနောက်သိပ္ပံနဲ့ဆိုင်တဲ့လုပ်ငန်းစဉ်တွေမှာဆိုရင်ဒီ isotope တွေကိုအသုံးချနေတယ်ဆိုတဲ့အကြောင်းကိုလေ့လာခဲ့ကြတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီ chemistry facts လေးတွေပေါ့နော် chemistry facts လေးတွေကစာထဲမှာပဲရှိနေရမှာမဟုတ်ဘူး။စာအုပ်တွေထဲမှာပဲရှိနေရမှာမဟုတ်ဘူး။ chero ရဲ့နေ့စဉ်ဘဝတွေမှာလည်းအသုံးပြုနေတယ်ဆိုတာလေးတွေကိုလည်းသိရှိထားဖို့လိုပါတယ်။ Now, let's try a practice question. Pause the video and think about the answer. Your question is, an atom has say protons, say neutrons, and say electrons. Another atom of the same element has say protons, 8 neutrons, and say electrons. Which statement best explains the difference between these two atoms? There are 4 options. Option A, they are different elements. Option B, they are isotopes of the same element. Option C, one atom has a different atomic numbers. And the last option is one atom has fewer electrons. Pause the video now and choose your answer. Now, let's check the answer. The correct answer is B. They are isotopes of the same elements. Let's see why. Both atoms have say protons. The number of protons is called the atomic number. Since both atoms have the same atomic number, they are the same element. However, the number of neutrons is different. The first atom has 6 neutrons and the second atom has 8 neutrons. Atoms of the same element with different numbers of neutrons are called isotopes. So, the correct answer is B. အဲ့တော့ဒီ practice question လေးမှာဆိုလို့ရှိရင်အဖြေက B ပေါ့နော်။ဘာလဲဆိုတော့ they are isotopes of the same element ဆိုတဲ့အဖြေကမှန်တာပေါ့နော်။ဘာကြောင့်လဲဆိုတာကိုဖြေလို့ကြည့်ကြရအောင်ပေါ့နော်။ဒီ atom နှစ်ခုလုံးမှာက protons အရေအတွက်ကတူတယ်။ပထမ atom မှာလည်း 6 protons ရှိမယ်။ဒုတိယ atom မှာလည်း 6 protons ရှိမယ်။ဆိုတော့ proton အရေအတွက်တူတယ်။ဒီနည်းအားဖြင့် atomic number တူတယ်ဆိုရင်ဒီ atom ဒီ same element လို့ဒီရှာတို့ကပြောလို့ရတယ်ပေါ့နော်။အဲ့တော့ proton အရေအတွက်တူတဲ့အတွက်ကြောင့်မို့လို့ same element ဒါပေမဲ့ neutrons အရေအတွက်ကိုကြည့်တဲ့အခါမှာပထမ neutrons မှာဆိုရင်တော့ပထမ atom မှာဆိုရင်တော့ neutron အရေအတွက်က6လုံးရှိပြီးတော့မှဒုတိယ atom မှာဆိုရင်ကြတော့ neutron အရေအတွက်က8လုံးဖြစ်မှာဆိုတော့ neutron အရေအတွက်ကမတူဘူးprotons အရေအတွက်တူတဲ့အတွက်ကြောင့်မို့လို့ same element
neutron ရေအတွက်မတူဘူးအဲ့တော့ elements တူပြီးတော့မှ neutron ရေအတွက်မတူဘူးဒါကို isotopes လို့ခေါ်တာဒါကြောင့်မို့လို့အဖြေမှန်ကနံပါတ် B ပေါ့နော် they are isotopes of the same element ဆိုတဲ့ correct ဒီအဖြေလေးကမှန်တာပေါ့ဒီ option A ကိုကြည့်မှဆိုရင် they are different elements လို့ပြောတယ်option A မှာဆိုလို့ရှိရင်တို့တွေက elements မတူဘူးလို့ပြောတာအမှန်တော့ protons တူတယ်ဆိုရင် elements ကတူမှာဆိုတဲ့အတွက်ကြောင့်မို့လို့နံပါတ် A ဒီ skip နော်မှားသွားပြီ။နောက်နံပါတ် C ဘာကြောင့်မှားလဲဆိုတော့ကြည်အောင်နံပါတ် C မှာကျတော့ one atom has different atomic number တဲ့။atom တစ်ခုอ่ะဆိုလို့ရှိရင် atomic number ကမတူဘူးလို့ပြောထားတယ်။တူတယ်ပေါ့နော်ပထမအတန်းက6 proton ဒုတိယအတန်းက6 proton ဒါကြောင့်မို့လို့ atomic number ကတူတယ်။ဒါမတူဘူးပြောထားတော့ C ကလည်းမှားတယ်ပေါ့နော်။နံပါတ် D ကျတော့ one atom has fewer electrons တဲ့။ဒီ atom တစ်ခုမှာဆိုလို့ရှိရင် electron ရေအတွက်ကနည်းနေတယ်။ဒါဒီချက်တော့ထည့်သွင်းစဉ်းစားစရာအောင်မလိုတာပေါ့နော်။နည်းလည်းမနည်းဘူးလေနော် 6 electron ပါနေရဆိုမှားနေတယ်ဆိုတော့ A ရဲ့ C ရဲ့ D ရဲ့ကမှားပြီးတော့မှနံပါတ် B ဖြစ်တဲ့ they are isotopes of the same element ဆိုတာလေးကအဖြေမှန်ဖြစ်သွားတာပေါ့နော် Great job if you choose the correct answer. Thank you for watching. If this lesson helped you, please like the video and subscribe for more science lessons. See you in the next lesson. Bye-bye.